ဝိတ်တွေချအစီတွေချနေနေပဲတခါလေကြရင်လေငပိတွေနဲ့ထမင်းတွေကိုအားရပါရနေပြီးတော့စားပြလိုက်ခြင်းနဲ့စိတ်တွေရခိုင်တုတ်ငပိတွေငမြားရီနဲ့ချင်းချင်းဆက်ဆက်အတုတ်တွေပေါ့နော်အဲ့ဒါတွေကိုအရင်စားခြင်းစိပေါက်တာပဲဒါပေမဲ့လေ9ပေါင်80တောင်ချခဲ့တာငါ healthy lifestyle ကိုသွားနေရဲဆိုတဲ့စိတ်နဲ့ပဲအဲ့ဆန္ဒတွေကိုဖြေဖြောက်ပြီးတော့သူနဲ့အနီးဆက်ဆုံးတူမဲ့အတုတ်တွေကိုပဲဖန်တီးပြီးတော့စားနေရတဲ့ဘဝပေါ့ရှင်ဒီနေ့မှာတော့ချင်းငံဆက်အတုတ်တွေနဲ့ပုံစံတူမဲ့ပစုံလော့တုတ်လေးတစ်မျိုးကိုဆန်ရတုတ်ပြပေးမှာပါမတုတ်ခင်ပါလေပစုံလေးတွေကိုအခုလိုမျိုးစားလေးနဲ့အရသာဝင်အောင်နေပြီးတော့ခဏနှစ်ထားလိုက်ပါမယ်အစာရင်နာတာရှည်သမားဖြစ်တဲ့ဆန်နီးအတွက်တော့ငရုတ်သီးစိတ်နဲ့ကြက်သွန်ဖြူတွေစားတဲ့အခါမျိုးမှာလေးပူလေးပွားဘိုက်အောင်ဘိုက်နာဆိုတဲ့ပြဿနာတွေကအများတန်းကြုံနေရတာပေါ့နော်ဒီအတွက်ကြောင့်မလို့အဲ့ဝေဒနာလေးနည်းနည်းလေးတက်တာအောင်ဆိုပြီးတော့ဆန်နီးကငရုတ်သီးစိတ်နဲ့ကြက်သွန်ဖြူလေးတွေကိုအရင်လော်လိုက်မယ်လော်ပြီးရင်ပြုတ်ပြီးတော့မှပြန်သုံးပါပါနော်ပြုတ်လိုက်တဲ့အတွက်ကြောင့်မလို့ဘိုက်နာတာနဲ့လေးပူလေးပွားပြဿနာကိုတော့နည်းနည်းလေးတက်တာစီပါတယ်အဆက်တွေအများကြီးစားလို့မရတဲ့ဆန်နီးအတွက်တော့ငရုတ်သီးစိမ်းလေးတွေကိုရှော့ထည့်ထားပါတယ်မိမိကအဆက်အများကြီးစားလို့ရတဲ့သူဆိုရင်တော့ဒီထက်ပိုပြီးတော့ပိုထည့်စားနိုင်ပါတယ်ပေါ့နော်ဒါမှလည်းချင်းချင်းဆက်ဆက်အရသာလေးနဲ့ပိုပြီးတော့မိန်စီတာပေါ့နော်ပြီးရင်တော့ပြုတ်ထားပြီးသားဖြစ်တဲ့ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူလေးတွေကိုညက်နေအောင်ထောင်းပေးလိုက်ပါမယ်ဒါမှငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူအနှစ်ပုံစံလေးဖြစ်ပြီးတော့တုတ်တဲ့ချိန်မှာပိုပြီးတော့အရသာဝင်စေမှာပေါ့နော်အစောကစားနဲ့နေပြီးတော့နှက်ထားတဲ့ပစုံလေးတွေကိုစီလုံးဝမထည့်ဘဲနဲ့အိုးလေးနဲ့လော်ပေးလိုက်ပါမယ်ဝိချအစီချနေတဲ့အချိန် healthy lifestyle သွားနေတဲ့အချိန်မျိုးမှာစီတွေကိုတတ်နိုင်တဲ့လောက်ရှောင်ပေးနိုင်တာအကောင်းဆုံးပေါ့နော်လော်ထားပြီးသားပစုံလေးတွေကိုစနီးကအခွန်ခွာပြီးတော့မှတုပ်ပါမယ်စားတဲ့အချိန်မှာအခွန်နေနဲ့ဆိုရင်စိတ်အနှောက်အယှက်ဖြစ်စေရတယ်လို့ခံစားရလို့တခါတည်းအခွန်ခွာပြီးတော့တုပ်တာပေါ့နော်မိမိကအခွန်မခွာခြင်းဘူးဆိုရင်လည်းဖြစ်ပါတယ်နော်ပြီးရင်တော့နေလိုကောင်းမဲ့စလုံးတစ်ခုကိုယူအမြင်လေးတွေချစ်ပြီးတော့ကျွတ်သွားအောင်လို့ရေခဲရေစိမ်ထားတဲ့တခွားသီးလေးတွေကိုထည့်မယ်ပပလီထားပြီးတော့ညီးစော်ပြအောင်လို့ရေအထက်ထက်ဆေးထားတဲ့စက်သွန်လေးတွေထည့်မယ်လှော်ပြီးတော့အခွန်ခွာထားတဲ့ပစုံခွေးလေးတွေထည့်မယ်ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းအနှစ်ကလေးလည်းထည့်မယ်အရသာအတွက်ကိုတော့စားလေးကိုပဲထည့်ပြီးတော့စနေရတုံပါပါနော်အရသာအတွက်ကိုတော့စားနဲ့ငရုတ်သီးစိမ်းကြက်သွန်ဖြူအနှစ်ကလေးပဲထည့်ထားတဲ့အတွက်ကြောင့်မလို့လေးလေးပင်ပင်ငငန်ကြီးရောမရနိုင်ဘူးပေါ့နော်ဒါပေမဲ့လို့ချင်းငံဇက်လေးနဲ့စားကောင်းစီတဲ့အတုပ်လေးတစ်ခုဖြစ်ဖို့တော့အမခံပါတယ်ပြီးရင်တော့ချင်းချင်းလေးစားချင်တာမို့လို့တမြာသီးကိုတော့အလုံးကြီးတစ်လုံးညှက်ထည့်လိုက်ပါတယ်နော်အရသာရှင်းရှင်းလေးစားချင်ရင်တော့ငရုတ်ကောင်းမှုလေးတွေပါထည့်ပြီးတော့နေလို့ရတယ်ဆိုပေမဲ့စနီကငရုတ်ကောင်းတော့ထပ်မထည့်တော့ပါဘူးเนาะစနီအတွက်တော့ဘိုင်းနာမှာဆိုလို့ပါအရသာတွေအားလုံးထည့်သွားပြီဆိုရင်တော့အခုလိုမျိုးအားရပါရနေလိုက်မယ်ဆိုရင်ချင်းငံဆက်အတုပ်ကလေးတစ်ခုတော့ရပြီပေါ့เนาะဒီပစုံလော်တခွားတိတုပ်ချင်းငံဆက်လေးကိုလေနေ့လည်နေခင်းမှာစနီတို့ထမင်းလေးနဲ့ထမင်းပူပူလေးနဲ့စားရင်ပိုလိုက်တာပေါ့เนาะထမင်းပူပူလေးနဲ့စားတာမျိုးညဘက်ဒီမှာကာဘိုဟိုက်ဒရိတ်ရှောင်ပြီးတော့သူ့ကြည်စားတာမျိုးလုပ်လို့ရပါတယ်เนาะကြည့်လိုက်ရင်တော့ဘာမှထွေထူးမဟုတ်တဲ့ဒီလွယ်ကူရိုးရှင်းလာတဲ့အတုပ်ကလေးဟာဆိုရင်ဖြစ်အချိန်ကန်ဆက်စားချိန်တဲ့သူလေးအတွက်ခဏတာစိတ်ပြေစင်မဲ့အတုပ်ကလေးတစ်မျိုးတော့ဖြစ်သွားစေမှာပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်